ဒီနေ့ပန်းဝယ်တာလေအရန်ကိုလေစိတ်ညစ်သွားပြီတအားကိုစိတ်ဆင်းရဲသွားပြီအရင်တော့ပန်းဆိုရင်လေစိတ်ချမ်းသာအောင်ကိုထိုးတာပေါ့နော်ထိုးပြီးွားရင်လေပုံတွေပါကြုံရင်တင်ဖြစ်တယ်Facebook မှာ album ရှိလို့အခုဒီမှာလေ TikTok မှာတိတ်မတင်ဖြစ်ဘူးတော်တော်လေးစိတ်ညစ်နေရကြပြီဒီပန်းနေစည်းတက်တာရဲ့အဲ့တက်တဲ့အပေါ်မှာလူတွေဖြစ်နေတာရဲ့နောက်တဲတာပြုတ်လို့အစင်မပြေလို့နွမ်းတာရဲ့နဲ့မတင်ဖြစ်ဘူးဒီနေ့တော်တော်စိတ်ညစ်သွားတာအခုကတော်တော်အဲ့အကုသို့ဖြစ်တယ်ဒီလားကြက်တီရှိချင်တယ်ကုသို့ရချင်လို့တင်ကားမှလေဝယ်လာတဲ့ပန်းဈေးကိုတန်နေနေပြောမနေတော့ဘာလို့ဆိုတော့အားလုံးကဘာကြီးဖြစ်နေမှမသိလို့ဈေးကိုထည့်မပြောတော့ဘူးဒီဟာတစ်စီးနှစ်ခုပေါင်းမှတော့တပြေးထည့်ထားလို့များတယ်ထင်တာနော်အဲ့မှာဒီမှာကြည့်အဲ့ဟာပဲဒီဟာနဲ့ဒီဟာနဲ့ကိုစိတ်ညစ်စရာရွေးတော့ရွေးတော့ပန်းနေရအဆင်မပြေလို့နော်အဲ့နဲ့ကွာဒီတိုင်းပဲရွေးတော့မှရှိသေးရဲ့တပွင့်ကြီးစီကြည့်နေရင်တော့တဲ့ဘယ်ဟာမှအဆင်ပြေမှာမဟုတ်လေစမ်းချောင်းနဲ့ကပန်းတယ်နော်စမ်းချောင်းဒီဟိုညဘက်လေးကျွန်းတော်လမ်းအဲ့လမ်းမှာဈေးတွေပန်းတယ်တပွင့်ကြီးကြည့်နေရင်တော့တဲ့အဆင်ပြေမှာမဟုတ်ဘူးတဲ့ပန်းရောက်နာနော်တပွင့်ကြီးစီကြည့်နေအဆင်တပွင့်ကြီးစီလည်းကြည့်ရမှာမဟုတ်ဘူးဒီလိုမျိုးအစည်းပုံမှာပဲတို့ဖြန့်ကြည့်တာပေါ့နော်ကိုကြည့်ရငုံကြည့်ရဒီအောက်ကဟာဒါလေးစိမ့်နေရဆိုရင်ဒါလေးကအကြာကြီးခံတယ်တကယ်လည်းခံတယ်အဲ့ပြီးခဲ့တဲ့တစ်ခါတည်းနှစ်ပတ်ကြော်အောင်ခံတယ်အဲ့အောက်ကဒီဟာလေးစိမ့်နေညိုနေလို့ကိုကအဲ့ဒါကြည့်တာတပွင့်စီကြည့်နေရင်တော့ဘယ်ဟာမှအဆင်ပြေမှာမဟုတ်ဘူးတဲ့ကိုလည်းမပြောချင်တော့အကုသို့များရတော့ဖျားပန်းဆိုတော့မစစ်ဘူးလုံးဝမစစ်ဘူးလုံးဝမစစ်အရင်တော့ဆိုပူအောင်ဆိုးတယ်ပြောတဲ့ဈေးတိုင်းဝယ်တာငရဲကြီးမှဆိုလို့အခုနောက်ပိုင်းတော်တော်ကြီးကိုဈေးကြီးလွန်းလို့ဒါနည်းနည်းပါးကိုကဥမာ8000 1000မိုးအဲ့လိုမျိုးပုံစံမျိုးဆိုရင်နည်းနည်းပါးလေးပဲဟိုဖြစ်တာကျန်တာဆိုမစစ်ဘူးဒီနေ့လည်းမစစ်ဘူးအဲ့ဒါကိုဒီတိုင်းကြည့်တော့မှရှိသေးတယ်အဲ့လိုပြောတာရောက်လာအခုရေရဲလဲတာကိုပဲကြည့်စိတ်ညစ်စရာကြီးတော်ကိုစိတ်ပြတ်ဖို့ကောင်းတယ်ရောင်းနေပန်းဒီလိုမျိုးဒီဖုန်းထဲမှာကင်မရာကြောင့်လှနေရနော်အပြင်မှာဒီမှာအနွမ်းတွေ့လားအနာတွေကပါသေးတယ်အောက်ကပြင်စီကလည်းစိမ့်မနေဘူးမအညူနေပြီအဲ့ဒါဘလို့မှမခံဘူးဒါဘလို့မှမခံဘူးဒါကြီးကြည့်ဒါဆိုကြည့်စေးတုံးကဘာမှမပါဘူးနော်မပြုတ်သွားဘူးနော်အခုဒီမှာကြည့်ဒါကြီးပြုတ်တော့အခုအရှင်ဘုရားပြောအရှင်ဘုရားတော်ပြီတပည့်တော်မှာလို့ဟိုပေးရဲ့ဈေးနဲ့ကိုယ့်ကိုဘလို့ပဲအဲ့စိတ်ထဲမှာအစင်မပြေကုတုံမဖြစ်မလုပ်တော့ဘူးလို့တကယ်ဥမာလေးတောင်းချီပြီးတော့အိုးမှာတကယ်မြိုင်းနေအောင်ထိုးတကယ်ကိုဈေးကိုအမြင့်တိုင်းခေါင်တိုင်းရောင်းတဲ့တရုတ်တန်းတို့ဘာတို့မှာဝယ်ပြီးထိုးတဲ့သူတွေကတော့ဒါမှမဖြစ်မှာမဟုတ်ဘူးပေါ့နော်ကိုယ်လိုပုံမှန်လူတွေအတွက်ပြောပြတာပါကိုယ်လည်းအဲ့လောက်ထိဟိုမဖြစ်ဘူးတော်တော်ဟိုချမ်းသာခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ဖះလဲဟိုဝေးဟိုဖြစ်တယ်ကိုဒီပန်းလှူပြီးတော့မှကုသိုလ်ရတယ်အဲ့လိုမျိုးဟိုစီးပွားရေးအဆင်ပြေဖို့ဆူတောင်းတယ်ဆိုတော့စဉ်းစားမနေနဲ့တော့စီးပွားရေးလည်းဘယ်လိုဖြစ်မလဲမသိတကယ်တော်တော်အကုသိုလ်များ